မရာဘွားခီလမ်းမှာစရီဒုက္ခကုန်ပြရခါဘဝကံမလာရီပြိပါတိုင်းတစ်ပါးသို့ကျွန်တော်ထွက်လို့လာအစမပြေလို့ရန်ကမှာဒုံထွက်ပွေရာနိုင်ပေါင်းနာကရာတိုင်းတစ်ပါးဆိုရီဒုက္ခလို့တယ်မှာလိုက်လာရာတီအလီကညောလူတောင်ချီဟိုမတန်တလူစနူလွယ်ရာရီအဘာမောချမရင်လာလေငေဆောပေါင်းဖို့မတို့တီးတည်ရပါရေဝေခမရင်ခဘဝလေးအဖို့ကွေးအောင်အောင်ငါချင်းလွမ်းနေပိုင်လေအခုခါတရီတနေလေဝေရစာတီအရောက်ပဲလာမေဝေကိုထာနီနဲ့ခွေးဘူးသူတိုင်းမျက်ရည်ဝီလိုလွမ်းပူရမေခါသာချာကိုစီရှိပါလိရဲ့ပရိုနေရာရီဘွားလေးကရာမနေခါရာရီမွေရထားနေအချိန်ကလေးမြေပဲလွယ်ရီအဖို့မစိုးရီတယောက်ထဲသမားဝေအစားစားရာကိုအားကိုဗနာအန်ကြိတ်ခံရနေရာမွေးရစီနဲ့ခွေးခွာဤခမင်းခတိုင်းတစ်ပါးအဝေးတပီမှာမရာဘွားခီလမ်းမှာစရီဒုက္ခကုန်ပြရခါဘဝကံမလာရီပြိပါတိုင်းတစ်ပါးသို့ကျွန်တော်ထွက်လို့လာအစမပြေလို့ရန်ကမှာဒုံထွက်ပွေရာနိုင်ပေါင်းနာကရာတိုင်းတစ်ပါးဆိုရီဒုက္ခလို့တယ်မှာလိုက်လာရာတီအလီကညောလူတောင်ချီဟိုမတန်တလူစနူလွယ်ရာရီအဘာမောချမရင်လာလေငေဆောပေါင်းဖို့မတို့တီးတည်ရပါရေဝေဒီခမရင်ခဘဝလေးအဖို့ကွေးအောင်အောင်ငါချင်းလွမ်းနေပိုင်လေအခုခါတရီတနေလေဝေရစာတီအရောက်ပဲလာမေဝေကိုထာနီနဲ့ခွေးဘူးသူတိုင်းမျက်ရည်ဝီလိုလွမ်းပူရမေခါသာချာကိုစီရှိပါလိရဲ့ပရိုနေရာရီဘွားလေးကရာမနေခါရာရီမွေရထားနေအချိန်ကလေးမြေပဲလွယ်ရီအဖို့မစိုးရီတယောက်ထဲသမားဝေအစားစားရာကိုအားကိုဗနာအန်ကြိတ်ခံရနေရာဝေးရ
ချင်တဲ့ခွေခွာဒီခမလင်ခတိုင်းတော့ဝီတပီမာ